အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မတ်နွယ်နေလွယ်ပါအမဒီနေ့ရှင်းပြမယ့်အကြောင်းကတော့ request for anything RFX ရဲ့ process လေးပဲဖြစ်ပါတယ် Okay အဲ့တော့အမတို့ RFX ဆိုတာဘာကိုခေါ်တာလဲပေါ့နော် RFX ဆိုတာကအမတို့တွေvendor တွေကိုအမတို့ information တွေမေးတဲ့အခါမှာတွေနောက်တစ်ခုကကြတော့ကိုလိုချင်တဲ့ပစ္စည်းတွေကိုမေးတဲ့အခါမှာတွေနောက်တစ်ခုကကြတော့ proposal တွေပေါ့နော်ဒါတွေကိုကိုရီးယားနေပြီးတော့ vendor တွေကိုမေးမြန်းတဲ့အခါတွေမှာအမတို့ပြုလုပ်ရမယ့် procurement သမားတယောက်ရဲ့အချက်တွေပါပထမဦးဆုံးဒီ request for anything RFX ရဲ့ process မှာဘာတွေပါတယ်လဲဆိုတော့၃မျိုးပါပါတယ် request for information request for proposal နဲ့ request for quotation ပေါ့နော်ဒါတွေကတော့ကိုယ့်ရဲ့ project ရဲ့ size ရဲ့အနေအထားနောက်တစ်ခုကကျတော့ကိုသုံးမဲ့ budget ကိုသုံးမဲ့ span ပေါ်မူတည်ပြီးတော့မှအမတို့အခြေအနေပေါ်အမျိုးမျိုးနဲ့ပေါ့နော်အမတို့လုပ်လို့ရှိပါတယ်အဲ့တော့အဲ့ဒီအချက်တွေကိုအမတို့ပြုလုပ်မယ်ဆိုလို့ရှိရင်ပထမဆုံးအချက်ကဘာတွေကိုလုပ်ရမလဲဆိုတော့ပထမဦးဆုံး identify requirement ကိုလိုချင်တဲ့ပေါ့နော်ကိုယ့်ရဲ့ requirement တွေကိုကိုသိဖို့လိုပါတယ်ကိုယ့်ရဲ့ business ရဲ့ requirement တွေနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ scope တွေပေါ့နော်ကိုယ့်ရဲ့ objective တွေဒါတွေကိုအမတို့ပထမဦးဆုံးဖော်ထုတ်ရပါမယ်ပြီးလို့ရှိရင်အမတို့ကနေပြီးတော့ market research ကဘာကိုပြောချင်တာလဲဆို procurement သမားတယောက်အနေနဲ့ကိုလိုချင်တဲ့ပစ္စည်းတွေကိုရှာဖွေတဲ့အခါမှာဘယ် market ကဘယ်သူတွေဘာတွေကိုကြီးစိုးနေတယ်လဲပေါ့နော်ဘယ် supplier တွေဒီဘယ် market မှာသူတွေဒီနေရာတွေရနေတယ်လဲဒါမှမဟုတ်လို့ရှိရင်industry တစ်ခုမှာသူဘာတွေလုပ်နေတယ်လဲဒါမျိုးတွေပေါ်မှာအခြေခံပြီးတော့အမတို့က benchmark ပြုလို့ရှိပါတယ်အဲ့ဒါကိုပြီးလို့ရှိရင်အမတို့ကနေပြီးတော့မှာပေါ့နော် RFX document ကိုအမတို့ draft လုပ်ထားတဲ့ဟာတွေကိုအမတို့ပြင်ဆင်ရပါတယ်ပြင်ဆင်တဲ့အခါမှာလည်းခုနပြောတဲ့ RFI RFP RFQ ပေါ့နော်ဒါတွေကိုကိုလိုချင်တဲ့ requirement တွေကိုရဲ့ criteria တွေကိုအကုန်လုံးကိုကနေပြီးတော့ clearly ပေါ့နော်ကိုက mention လုပ်ပြီးတော့အဲ့ document တွေမှာကိုဖော်ပြပါမယ် okay အဲ့တော့မျိုးဖော်ပြပြီးတဲ့အခါမှာကိုကနေပြီးတော့မှာ supplier တွေကိုဒါ invitation ကိုကနေပြီးတော့ RFX တွေကိုလွှတ်လိုက်ပါတယ်အဲ့လိုလွှတ်တဲ့အခါမှာလည်းအမတို့ရွေးချယ်ထားတဲ့ vendor တွေပေါ့နော်ဘယ် market မှာဘယ်သူတွေဒီဒါလုပ်ပေးနိုင်လဲဆိုတဲ့ vendor တွေပေါ်မှာမူတည်ပြီးတော့မှအမတို့ကနေပြီးတော့ selected vendor တွေကိုအမတို့ supplier invitation ကိုအမတို့ဖိတ်ခေါ်ပါတယ်ပြီးတဲ့အခါမှာ clarification period ကတော့ supplier တွေကိုသူတို့မေးချင်တဲ့မေးခွန်းတွေပေါ့နော်သူတို့မေးချင်တဲ့မေးခွန်းတွေနောက်တစ်ခုကကိုလိုချင်တဲ့ information တွေဒါတွေကိုလိုချင်တဲ့အချက်လက်တွေအကုန်လုံးကိုလည်းအမတို့ supplier တွေကိုလည်းအချိန်တစ်ခုပေးရပါတယ်ဒါမှသာလည်းသူတို့တွေပြန်လည်ပြီးတော့ဖြည့်ဆိုပြီးတော့ပေါ့နော်ပြန်လဲပြီးတော့အမတို့ကိုပြန်ပေးဖို့ရန်အတွက်ကိုလည်းပဲလိုအပ်ပါတယ် proposal submission မှာကြတော့ vendor line อ่ะဆိုလို့ရှိရင်သူ့ရဲ့အမတို့ procurement မှာ bidding တစ်ခုကိုခေါ်တဲ့အခါမှာအမတို့ timeline လေးတစ်ခုရှိပါတယ်အဲ့ timeline နဲ့ကိုက်ညီအောင်အမတို့လိုက်နာရပါတယ်အဲ့တော့ vendor စီကနေပြီးတော့မှအဲ့ timeline ကိုအမတို့ within the timeline ပေါ့နော် deadline အတွက်မှာအမတို့သူတို့ရဲ့ proposal တွေကိုပြန်လဲပြီးတော့ submit လုပ်ရပါမယ် evaluations and scoring ကတော့အမပြောတဲ့အတိုင်းပဲ procurement သမားတယောက်အနေနဲ့ဘေးဘော်ဒီမှာအခြေခံပြီးတော့ရွေးချယ်ရတယ်လဲဆိုလို့ရှိရင်အမတို့ cost ရယ် quality ရယ် compliance ရယ်တခြားသောအချက်တွေပေါ်မှာလည်းအများကြီးမူတည်ပြီးတော့ရွေးချယ်ရပါတယ် supplier short listing မှာခုနရွေးချယ်ထားတဲ့ vendor တွေပေါ့နော်ဒီ vendor တွေကနေပြီးတော့မှကိုယ့်ရဲ့ potential တွေဖြစ်လာမယ်ဆိုလို့ရှိရင်သူတို့တွေကိုအမတို့ရွေးချယ်တယ်ပြီးရင်အမတို့ negotiation တွေလုပ်တယ်သူတို့ရဲ့ proposal တွေကိုအမတို့ review တွေကြည့်တယ်ပေါ့နော်ပြီးရင် negotiation and final selection ကတော့အမတို့ short listed vendor တွေကိုအမတို့ negotiation လုပ်ပါတယ်ပြီးတဲ့အခါကျတော့မှကိုယ့်ရဲ့ final selection ပေါ့နော်သူနဲ့ကိုယ်နဲ့နှစ်ဦးကြားမှာတဦးနဲ့တဦးနဲ့ agree အချက်တွေကိုရသွားပြီဆိုလို့ရှိရင်အဲ့ဒီ vendor တွေကိုအမတို့ရွေးချယ်ပါတယ်ပြီးရင်တော့အမတို့ contract award and implementation stage ကတော့အမတို့ agreement တွေကို finalize လုပ်မယ်ပြီးလို့ရှိရင်အမတို့ရွေးချယ်ထားတဲ့ vendor ကိုအမတို့ onboarding လုပ်ဆောင်ပါမယ်ဒါလေးကတော့ procurement မှာဒါမရှိမဖြစ်လိုအပ်တဲ့အချက်ကလေးတွေပါဒီနောက်မှာလည်းအမပို့ပြီးတော့ slide ကိုရှင်းပြထားပါတယ်မြန်မာလိုရောပေါ့နော်မြန်မာလိုရောအမအင်္ဂလိပ်လိုရော slide လေးတွေကိုလည်းဒီနောက်တင်မှာရှင်းပြထားပါတယ်အဲ့တော့ဒီ information လေးတွေကအားလုံး procurement သမားတွေရော supplier သမားတွေရောအားလုံးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်